discount ဈေးနှီးပါးကိုတန်တဲ့3 in 1အသုံးပြုလို့ရမယ် baby worker လေးတစ်မျိုးကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်သူ့ရဲ့ fashion ကဘယ်လိုလေးတွေပါလဲဆိုတော့ပထမဦးဆုံး baby လေးထိုင်တဲ့အချက်ခိုက်ကြရင်စိတ်ဝင်စားအောင်လို့ဒီလိုမျိုးအတန်လေးတွေပါပဲအတန်ကကြတော့အစုံအသုံးပြုလို့ရပါတယ်ရှင်ဒီလိုမျိုးလေးသူ့ကိုဖွင့်တဲ့ခါကျရင်ဒီလိုလေးရလေးလက်ပြီးဖွင့်ပေးရုံပဲရှင်ဒီလိုလေးဒီကကြတော့အတန်လာအောင်လို့ဓာတ်ခဲထည့်တဲ့နေရာလေးဖြစ်ပါတယ်ဓာတ်ခဲကတော့နှလုံးပေါ့နော်ဒီမှာတော့မပါဘူးတက်တက်ပြန်ဝဲရပါမယ်ရှင်အတန်ကတော့အဆုံရတယ်ဒီလိုကလေးဆော့တဲ့နေရာလေးပါတယ်နောက်ခုအနေနဲ့ဘက်မှန်လေးကနှစ်ခုပါပါတယ်ရှင် CR9 လေးရဲ့ဘက်မှန်လေးရဲ့ပြီးတော့ဂီယာထိုးတဲ့ဟာလေးပါပါတယ်ရှင်ဒီမှာဒီလိုလေးနော်ဒီဟာထိုးတဲ့ပါတဲ့ဟာလေးပါမယ်ဒါကြောင့် fashion 1တစ်ခုပေါ့နော်နောက် fashion တစ်မျိုးကကြတော့ထမင်းစားကိုထက်ဝယ်စရာမလိုပဲဒီ baby worker ပေါ်မှာပဲထိုင်ပြီးတော့ baby လေးကိုထမင်းကျွေးလို့ရပါတယ်ရှင်ဒီမှာဒီလိုလေးဒီလိုမျိုးလေးထမင်းကျွေးလို့ရပါတယ်ရှင်ဒီလိုလေးအဲဆိုဒုတိယ fashion လေးပါရှင်တတိယ fashion လေးကကြတော့ဒီတစ်ဖက်တစ်ချက်စီကိုနှိပ်ပြီးတော့လမ်းလျှောက်တင်နေနဲ့အသုံးပြုလို့ရပါတယ်ရှင်လမ်းလျှောက်တင်နေနဲ့အသုံးပြုတဲ့အချိန်မှာကြတော့ဒါလေးကိုဖြုတ်ပေးထားလို့ရပါတယ်ရှင်ဒါလေးကကြတော့အချင်းလေးပါရှင်เนาะဒီလိုမျိုးလေးဒီလိုလေးပါရှင်เนาะဘီကဆိုရင်လည်းပဲသူက360 degree လက်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်ဒီလိုလေးနော်အဲ့တော့ baby လေးထိုင်နေတဲ့အရွယ်မှာရောလမ်းလျှောက်တဲ့အနေမှာရောဓမ္မမဟုတ်ဘူးထမင်းစားခေါ်ကိုထက်မဝယ်ချင်ဘူးဆိုရင်တော့မှဒီဟာတစ်မျိုးတည်းနဲ့အကုန်အပီးစီဖြစ်သွားတယ်ရှင်ဈေးနှုန်းလေးရဆိုရင်တော့2,600,000ကျပ်ပဲရှိတယ်နော်3သိန်းတောင်မပြည့်ဘူးနော်ဒီလိုမျိုး fashion 3မျိုးလုံးအသုံးပြုရတဲ့ဟာကိုမှ3သိန်းတောင်မပြည့်ပါဘူးရှင်ဒါဆိုရင်ဒီဟာတစ်ခုဝယ်လိုက်တာနဲ့အရန်ကိုတက်မှာပြီရှင်အဲ့တော့ဒီနောက်တစ်ခုနေနဲ့သူ့မှာကျတော့ fashion နောက်တစ်ခုတစ်မျိုးပါသေးတယ်မှာအဝါလေးကသူက adjust အနေနဲ့ဒီအောက်မှာအမြင့်အနေနဲ့အသုံးပြုလို့ရပါသေးတယ်ထက်မြင့်ချင်နေဆိုထက်မြင့်လို့ရပါသေးတယ်ဒီဘက်မှာနော်ဒီဘက်မှာဒီဟာလေးဆွဲပြီးတော့အသုံးပြုလို့ရပါသေးတယ်နှိပ်ချင်နေဆိုရင်ဒီခလုတ်ကလေးနှိပ်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်ဒီလိုမျိုး fashion 3မျိုးပါတယ်ဂွေဝိုင်းလေးကိုဈေးနှုန်းတက်တန်နဲ့လူချင်နေဆိုရင်တော့ဇာချီတို့ရဲ့ online phone နံပါတ်98982343ညတလုံး0994436688 Viber နံပါတ်မှာအခုပဲဆက်သွယ်မှယူအားပေးလို့ရပါပြီရှင်